ဖုံးပယ်လီတွေဖောင်းလာရင်းနဲ့ငါးဆိုတဲ့နေရာလေးကိုမထိုးအောင်ဟေးလက်တွေ့စမ်းပြမယ်ပြီးရတစ်ချောင်းယူလိုက်မယ်တွန်းနေတဲ့အချွန်ဘက်ကိုဖြတ်လိုက်မယ်အတုံးလေးနဲ့ပဲထိုးပြမယ်အမမပေါ့လက်တွေ့ပြမယ်ဒီငါးဆိုတဲ့နားလေးနော်ထိုးပြမယ်ကြည့်တဲ့ကိုထိုးပါနော်အဲ့မှာရနေပေါက်တယ်ရခုမှငါသဘောပေါက်ဒီမျိုးဆိုင်ကယ်ကြစီစားရလို့ထင်ရင်ဒီထိတ်ကဒီမှာဒီထိတ်ကဟာလေးကိုဖြတ်လိုက်အဲ့ထိတ်ကဟာလေးကိုဖြတ်လိုက်အစံတောင်နားလေးကြာမှာပေါ့အဲ့လောက်ကိုလန့်ဖြတ်လိုက်တယ်ဆိုရင်ပြတ်သွားရေပေါ့ဗျာနော်အဲ့လိုပြတ်သွားပြီဆိုရင်ကျွန်တော်ဒီဆိုင်ကယ်မှာတက်နိုးမယ်ဆိုရင်အရင်က2ဘူးကုန်တယ်ဆိုရင်အဲ့လိုမျိုးလုပ်လိုက်4ဘူးကုန်ပါဗျာလုပ်ကြည့်လိုက်ခုစတင်မဲ့ညီကိုအနေနဲ့ဒီကန်လေးကိုရွေးချယ်တင်ပါရနော်ဟုတ်လဲဆိုတော့ဒီကန်ကခေါင်းတက်ကင်မရာမှာမလို့တလောက်နစ်တယ်ထင်ရပေမဲ့တကယ်ပြင်မှာတကယ်တော့မနစ်ပါဘူးဗျာနော်ဒီကန်လေးကိုရွေးချယ်တင်ပါတယ်ဘာလို့မနစ်ဘူးပြောရလဲဆိုတော့ကျွန်တော်ပြစ်ချလိုက်တဲ့ဖော်တုံးလေးလိုပဲဗျာဖော်တုံးတောင်ပေါ်မှာပေါ်နေတာဗျာဖော်တုံးတောင်မမြုပ်နိုင်တဲ့ကန်လေးမှာသူတို့တွေနဲ့စမ်းသက်ပြီးတော့ဥပပြစ်ပါရေမကူးတတ်လို့အားမငယ်ပါနဲ့3ရက်နေလို့ပွဲပြီးရင်တေချာပေါက်ပေါ်ပါတယ်ဗျာဒီစုတ်ခွက်တွေကဒီပုံစံဖြစ်သွားပြီဆိုညီကိုအနေနဲ့သိမယ်လို့ထင်ပါသလားသူတို့ကဒီအနေထားဖြစ်တာတော့မှသူတို့ကမသိပါဘူးသူတို့ကိုကျွန်တော်လက်တွေ့ပြပါမယ်ဒီမှာဗျရေထဲကိုကျွန်တော်ချပြပါမယ်ကျွန်တော်အနေနဲ့ရေထဲမှာ5စက္ကန့်လောက်နှစ်လိုက်5စက္ကန့်နှစ်ပြီးတော့ကျွန်တော်တို့က5စက္ကန့်ကြာသွားပြီပေါ့ဗျာနော်တကယ်တမ်းတော့သူတို့ကသိတာမဟုတ်ပါဘူးအသက်မရှိတော့တာပါနေလာအဲ့တဲ့လုံးနေတော့စောစောစီးစီးပြီးပြီဗျာ။အဲ့တဲ့ oppo လေးကရပြီဗျာနော်။ print နေပါတစ်ခါဆက်ပြလိုက်မယ်နော်။ဈေးလဲတက်တာလောက်တာကိုင်းတာလဲတိတ်ရတယ်ဗျာ။ဟုတ်သေးပါလို့ကြီးတော့ငါတက်တာဘာမှလည်းမမားပါဘူး။နောက်တည်းရောဘာမှမမားပါ။အဲ့တဲ့ကူကျွန်တော်နဲ့တော့မဆိုင်ဘူးနော်ကျူပြောထား။ထုတ်တဲ့ကုမ္ပဏီသွားပြီ။ငါမှာကွာကျောင်းမှာတင်ခဲ့ရတဲ့ a square b square triangle လို့ဘာလို့အတုံးဝင်လို့ထင်ခဲ့တာဒါပေမဲ့ဒီနေ့လက်သမားကကြမ်းခင်းကိုပြင်နေတဲ့အချိန်သူပြင်တာစိတ်တိုင်းမကြလို့ငါဝင်ပြီးတော့ဦးလေးဘေးဖဲလို့ကျွန်တော်ကျောင်းက a square b square ပညာတွေကိုအတုံးပြုကြည့်မယ်ဆိုပြီးတော့ဝင်ပြီးပြင်လိုက်တာတကယ်ဒီလက်သမားငါ့ကိုတတ်လို့မမေ့တော့ဘူးထင်တယ်တကယ်အဲ့ဒီ a square b square triangle ကအဲ့လိုနေရာမှာအတုံးဝင်နေကွာဗီဒီယိုနောက်ဆုံးဒီကြည့်သဘောပေါက်သွားလိမ့်မယ်